တာဖြစ်သည်သဘောလောဘတမဇောတွေပေါင်းစီလျက်ငါတို့ရာချီချာဒီဘဝတော်သာတောင်းလောင်သောမောဟမိုက်မောင်သဘောတွေကံကြီးလျက်ငါတို့ဖြည့်ပြချာလောင်ကျွမ်းခြင်းများတန်ပြဝေးငါတို့လေးပတ်ခြင်းချက်စားဖန်ဖန်မဲငါတို့လူလေးချင်းအနေမျောအနေစာမမြဲခြင်းတရားတွေတွေ့ပါလျက်ငါတို့ဖြည့်ပြချပူဆွေးသောကာနံပြဝေးငါတို့လေးပတ်ခြင်းချက်စားအဖန်ဖန်မဲငါတို့လူလေးချင်းနေမျောရုံထွဲချဆုံးလို့ချဒီဘဝငါတို့ပေးစထားအဆုံးသတ်သောဟိုတွေBuddha